အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အနေနဲ့ဒီနေ့ကျွန်တော်ပြောပြပေးခြင်းနဲ့အကြောင်းအရာခေါင်းစဉ်၄ကကိုယဉ်ကျေးမှုကိုယဉ်ကျေးတဲ့ဓလေ့စရိုက်လက္ခဏာတွေကိုရိုးရာအမွေနဲ့ကိုလေးစားထားတန်ဖိုးထားညှင့်တင်ပါဆိုတဲ့ခေါင်းစဉ်အောက်ကကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျွန်တော်ဘာကြောင့်ပြောပြရတယ်လဲဆိုရင်ကျွန်တော်ယဉ်ကျေးလာယဉ်ကျေးတိမ်မွေးလာတဲ့ကျွန်တော်တို့ရဲ့အကျင့်စရိုက်လက္ခဏာတွေစက်တည်ရှိတာကျွန်တော်တို့ရိုးရာဝတ်စုံတွေရန်ကိုခင်မင်တွေ့တာစရာတာယာနဲ့လိုပွဲစရာကောင်းတယ်ကျွန်တော်တို့အမွေအနှစ်တွေထင်းထင်းတတ်ဖို့အတွက်ကျွန်တော်ပြောပြရခြင်းဖြစ်ပါတယ်ယနေ့အချိန်ခါမှာကျွန်တော်တို့လူမျိုးတွေရဲ့ရင်ထဲမှာအနောက်တိုင်းရဲ့ဟုတ်လားဓလေ့စရိုက်လက္ခဏာယဉ်ကျေးမှုတွေထိုးဖောက်ဝင်ရောက်လာတွေ့မြင်ရပါတယ်ဒါကြောင့်မို့လို့ဒီအကြောင်းအရာလေးကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့တွေသူအနောက်တိုင်းရဲ့ယဉ်ကျေးမှုဓလေ့စရိုက်တွေကိုလက်ခံလာတယ်ဆိုတာသူတို့တော်လို့ကျွန်တော်တို့လက်ခံလာသလိုကျွန်တော်တို့လည်းကျွန်တော်တို့ယဉ်ကျေးလာတဲ့ဟုတ်လားယဉ်ကျေးသိမ့်မွေးလာတဲ့ဓလေ့စရိုက်တွေစက်တည်ရှိလာတဲ့ရိုးရာဓလေ့တွေရိုးရာအမွေအနှစ်တွေရိုးရာဝတ်စုံတွေတိုင်းသားရိုးရာဝတ်စုံတွေကဘာသိအောင်ကျွန်တော်တို့ချပြဖို့လိုပါပြီဒီနေရာမှာကျွန်တော်တို့ပြောချင်တာပထမအဦးဆုံးရုပ်ရှင်အတတ်ပညာရှင်အသိပညာရှင်တွေနဲ့တရုပ်ဆောင်တွေကိုယဉ်ကျေးမှုကိုအမွေနဲ့ကိုရဲ့ယဉ်ကျေးလာတဲ့ဓလေ့စရိုက်လက္ခဏာတွေကိုကျွန်တော်တို့မြန်မာလူမျိုးတွေရင်ထဲမှာရောက်ဖို့တင်ပြသင့်တယ်လို့တက်တော်ဆယ်လီတွေ YouTuber တွေFacebook ဆယ်လီတွေကလည်းကဘာထိသိအောင်ကျွန်တော်တို့လုပ်ပေးကြဖို့တောင်းဆိုပါတယ်လုပ်ပေးကြဖို့လိုပါတယ်မြမယဉ်ကျေးမှုမြမအမွေအနှစ်ကိုချစ်မြတ်နိုးရင်မြမလူမျိုးတယောက်စီတိုင်းရဲ့ရင်ထဲမှာနှစ်ခါချစ်မြတ်နိုးပြီးကိုယဉ်ကျေးမှုကိုလေးစားပါတန်မိုးထားပါမြတ်နိုးပါလေးကျင့်လိုက်နာပါနောက်ပြီးတော့လူမျိုးရှင်ရဲ့တယောက်စီတိုင်းမှာတာဝန်ရှိတဲ့တာဝန်တရားပါကျွန်တော်တို့ရိုးရာပြောင်းရင်လူမျိုးပြောင်းအကျင့်စရိုက်ပြောင်းရင်လူမျိုးပြောင်းလူမျိုးပြောင်းကျွန်တော်တို့နိုင်ငံမှာပြောင်းသွားတတ်ပါမြမယဉ်ကျေးမှုချစ်မြတ်နိုးတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ post လေးကို share ပေးခြင်းဖြင့်ယဉ်ကျေးမှုမြင့်တင်ပေးပါလို့တောင်းဆိုအပ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးလံဖြစ်ပါတယ်